လောက်လိုက်တာပေါ့အဲ့လိုနဲ့ဘဲမောင်တင်းတဲ့ကနန်းတွင်းထဲကိုရောက်လာတာပေါ့လေရောက်လာတဲ့အချိန်မှာဘယင်ကြီးကသူ့ခွင်ထဲကိုဝင်လာပြီဆိုတော့ဘဲမောင်တင်းတဲ့ကိုစကဝါဘင်ကြီးမှာကျိုးနဲ့ချီဖိုကျင်ထိုးတတ်တာပေါ့လေဖိုကျင်ထိုးတယ်ဆိုတာကဘယ်လိုမျိုးလဲဆိုတော့မီးကိုရဲတောက်နေလောက်အောင်မီးထိုးတာပေါ့မီးကိုရဲတောက်နေလောက်တဲ့အထိထင်းမပြက်မီးသွေးမပြက်အဲ့လိုမီးကိုတစ်ချိန်လုံးဟုံတောက်နေအောင်ထိုးတာပေါ့မီးကိုရဲတောက်နေအောင်ထိုးတာပေါ့လေအဲ့လိုမျိုးဖိုကျင်ထိုးပြီးတော့ဗဘဲမောင်တင်တဲ့ကိုစကဝါဘီကြီးမှာကျိုးချပြီးတော့တတ်တာပေါ့အဲ့လိုနဲ့သူ့နှမတော်စောမြလှကလေသူ့အကိုစကဝါဘီကြီးမှာကျိုးချပြီးတော့တတ်နေတော့ဒါသူ့အပြစ်လည်းမကင်းဘူးသူ့ကြောင့်သူ့အကိုတော့ဒီလိုတေးရတာဆိုပြီးတော့ချက်ချင်းသူ့အကိုဖိုကျင်ထိုးတတ်နေတဲ့မီးတဲ့ကိုခုံဝင်သွားတာပေါ့ဒါရှေးလူကြီးတွေပြောခဲ့တဲ့ရှေးစာအုပ်တွေထဲမှာဖတ်မိရတဲ့လောက်ဆိုလို့ရှိရင်စောမြလှကမီးပိုတဲ့ကိုခုံဝင်သွားတဲ့အချိန်မှာအနားမှာရှိနေတဲ့မူးမတ်ဒီအစီခံတွေကသူ့ကိုခုံမွန်အောင်ဝိုင်းဆွဲလိုက်တဲ့အချိန်မှာခေါင်းတစ်လုံးပဲဖြတ်ပြီးတော့ကြံခဲ့တယ်လို့ပြောကြတယ်ပဲအဲ့လိုနဲ့မယ်တွေးပြူလေးကလည်းသူ့အကိုနဲ့သူ့အမနဲ့နှစ်ယောက်ကဒီလိုမျိုးဖြစ်သွားတယ်ဆိုတော့ယူကျုံမရဘဲနဲ့သူ့ဘာမီးတဲ့ကိုခုံချပြီးတော့သူ့ကိုယ်သူအဆုံးစီရင်သွားတယ်တဲ့အဲ့ဒါနဲ့ပဲဘဲမောင်တင်းတဲကောစောမြလှရောမယ်တွေးပြူလေး၃ယောက်လုံးကတည်သွားတာပေါ့လေမီးထဲမှာအဲ့လိုနဲ့သူတို့၃ယောက်လုံးတည်ပြီးသွားတဲ့အချိန်မှာဒီစကန်ဝါပင်ကြီးရဲ့အောက်ကိုကျွဲတွေနွားတွေဒီတလိษံတွေဖြတ်ရင်ဘယ်တလိษံမဆိုအလိုလိုတည်ထားတဲ့အဲ့အောက်မှာလူဖြတ်ရင်လည်းလူတည်တယ်ဗျဘယ်တထဝါမဆိုတည်တာပေါ့လေဒီစကန်ဝါပင်ကြီးရဲ့အောက်ကိုကျိန်စာတင့်တယ်လို့တော့ထင်ရတယ်ဗျအဲ့လိုမျိုးနဲ့ကြာလာတော့ဘရင်ကြီးကလည်းဒီတပင်ကြီးကိုခုတ်လဲပြီးမြက်ထဲမျောဟေးဆိုပြီးတော့ခုတ်လဲခိုင်းရတာပေါ့လေအဲ့ဒါဒီစကန်ဝါပင်ကြီးကိုခုတ်လဲပြီးတော့မြက်ထဲကိုမျောလိုက်တာပေါ့မြက်ထဲကနေပြီးတော့ဒီစကန်ဝါပင်ကြီးကမျောပြီးတော့ပကံတီလဲကြောင်မင်းအုတ်ချုပ်နေတဲ့ပကံပြည်ဘက်ကိုရောက်လာတာပေါ့ပကံပြည်ကိုရောက်လာတော့တီလဲကြောင်မင်းကဒီစကန်ဝါပင်ကြီးကိုယူ10ခိုင်းတယ်ပေါ့လေ10ခိုင်းပြီးတော့နတ်မောင်နှမရုပ်ထုလှုပ်ပြီးတော့ပုတ်ပါမှာထားတာပေါ့လေအဲ့ဒီလိုနဲ့ပဲမင်းမဟာဂီရီနတ်ခေါ်အိမ်တွင်းနတ်ပေါ့လေအဲ့လိုနဲ့ပဲမောင်နှမတွေကနတ်ဖြစ်လာခဲ့တာပေါ့လေအခုတော့မင်းမဟာဂီရီနတ်လို့လည်းခေါ်တယ်အိမ်တွင်းနတ်လို့လည်းခေါ်တယ်အတွင်း38မင်းအပြင်38မင်းရှိတာမှာအပြင်38မင်းရဲ့အစုံအတွင်း38မင်းရဲ့အစအိမ်တွင်းနတ်ကဆိုပြီးတော့ပြောကြတယ်ဗျဘာလို့လဲဆိုတော့ဘရင်တော်မင်းတရားကြီးနန်းတက်တဲ့အချိန်မှာနေယုံကြည်ကိုးကွယ်သူတွေအကုန်လုံးကိုဖမ်းဆီးတယ်နေယုံကြည်ကိုးကွယ်မှုတွေအကုန်လုံးကိုဖျက်သိမ်းခိုင်းတာပေါ့လေအဲ့ဒီအချိန်မှာအပြင်38မင်းနဲ့တွေအကုန်လုံးကအတွင်းထဲရောက်ကုန်တာပေါ့အတွင်းထဲရောက်တော့မင်းမဂရီနက်ကလည်းပုတ်ပါကနေအိမ်တွင်းနဲ့ဖြစ်သွားတာပေါ့လေအဲ့လိုမျိုးတော့ပြောကြတယ်ဗျဒါကျွန်တော်အခုဖတ်မိရသလောက်စာရွက်စာတမ်းစာပေတွေအရအပြင်38မင်းရဲ့အစုံအတွင်း38မင်းရဲ့အစအိမ်တွင်းနက်ကဆိုပြီးဖြစ်လာခဲ့တာဗျလူချင်းမင်းတို့အိမ်မှာအိမ်တွင်းနက်ကိုကိုးကွယ်တဲ့လူတွေလည်းရှိပါလိမ့်မယ်အဲ့ဒီလူတွေဆိုလို့ရှိရင်သိပါတယ်အိမ်တွင်းစင်ကိုညနေအိမ်ခန်းထဲမှာမေးဖွင့်ပြီဆိုတဲ့အချိန်ကျရင်အိမ်တွင်းနက်အရှိရလိုက်ကအနီလေးကိုပိတ်ကြရတယ်ဗျဘာလို့လဲဆိုတော့ဒီမင်းမဟာဂရီနတ်ခေါ်အိမ်တွင်းနက်ကစကဝါပင်ကြီးအောက်မှာမီးရှို့ပြီးတက်ခံခဲ့ရတာဖြစ်တဲ့အတွက်မီးကိုကြောက်တယ်မီးကိုမုန်းတယ်ပေါ့လေအဲ့ဒါကြောင့်လဲအခုဒီဘက်ခေတ်မှာအိမ်တွင်းနက်ကိုကိုးကွယ်တဲ့လူတွေအကုန်လုံးကညနေဘက်အိမ်ထဲမှာမီးဖွင့်ပြီဆိုရင်နက်စင်ရှိရလိုက်ကအနီလေးကိုဆွဲပြီးတော့ပိတ်ကြတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားတဲ့အကြောင်းကတော့မင်းမဟာဂီနက်ခေါ်အိမ်တွင်းနက်အကြောင်းဖြစ်ပါတယ်ကျွန်တော်တို့ဇွဲပါဗျ